ကျေးဇူးဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့အခုဒီခေါင်းစဉ်လေးနဲ့ခွာပေးတော့မှာဖြစ်ပါတယ်ပေါ့ဒါကိုကျွန်တော်အပိုင်း2ပိုင်းနဲ့ခွာပေးမယ်အပိုင်း1မှာတော့ my bed လိုက်တော့ my bed ပါအပိုင်း2မှာတော့ my bed လိုက်တော့ my bed ပါဆိုပြီးတော့မှ2ပိုင်းခွဲမှာဖြစ်တယ်ဓမ္မရာဇဝင်တတိယဆောင်အခန်း21စာပိုက်25မှာအာဟတ်နှင့်တူသောသူတရားမြတ်မရှိအာဆိုတာဧဒေလရှင်ဘီရင်ကြီးနော်ခင်မွန်ယေဇဗေလသည်တိုက်တွန်းသဖြင့်သူမိမ့်မနော်တိုက်တွန်းတာထာဝရဘုရားရှိတော်၌ဒုစရိုက်ကိုပြုလူ၍ကိုရောင်းတော်သူဖြစ်သူမိမ့်မပြောသမျှအကုန်ယုံတာအမှန်မှလုံးဝမခွဲခြားတတ်တော့ဘူးအဲ့တော့မဘက်လိုက်တော့ဘာဖြစ်သွားလဲမောဟအမှန်မှမခွဲခြားတတ်တော့အမိုက်ဘက်ပါသွားတာပေါ့ဒီလိုပြောလို့မိမစကားနားထောင်တာဟာမှားတယ်လို့ပြောချင်တာမဟုတ်ဘူးအဲ့ဒီမိမကယေဇဗေလကမကောင်းတဲ့မိမဖြစ်တယ်ယောက်ျားကောင်းသောအကြံမပေးဘူးနော်ခိုးဖို့သူများကိုတတ်ဖို့သူများဖြန်ကြဖို့ဟာလားမဟုတ်တဲ့ဖယားတွေရှောက်ကိုးကွယ်ဖို့ဖျားသခင်ရဲ့လူတွေကိုညှင်းဆဲဖို့ဒီလိုမျိုးမကောင်းတဲ့အကြံကိုပေးတာယောက်ျားကိုဒါပေမဲ့အဟကလည်းသူ့မိမပြောသမျှအကုန်ယုံတာလိုက်လို့တာနော်ဘုရားသခင်ရဲ့လူဖြစ်အသားနဲ့နော်အဟကနောက်ဆုံးမှပဲလိုက်တော့မိုက်ပဲပါသွားတယ်ဒီလိုတွေ့ရတယ်နော်ဒီလိုတွေ့ရတယ်ဒါကြောင့်ဒီနေ့ကျွန်တော်အသက်တာမှာနော်မိမစကားနားထောင်တာမှားတယ်လို့ပြောချင်တာမဟုတ်ဘူးနော်တလွဲတဲ့နှုတ်ကပတ်တော်နဲ့မညီတဲ့တလွဲတွေကိုအကြံပေးရင်နားမထောင်ဖို့ဖြစ်တယ်တချို့ကကိုမိမပြောအကုန်မှန်တာပဲနော်အဖေမေပြောလဲလက်မခံတော့ဘူးရွှေမျိုးအကြံပေးလဲတငယ်ချင်းအကြံကောင်းပေးလဲလက်မခံဘူးနှုတ်ကပတ်တော်ကဘာပြောနော်လက်မခံဘူးအဲ့ဒါဆိုတော့ဘာဖြစ်သွားလဲမပက်လိုက်တော့မပက်ပါဖြစ်သွားတာပေါ့အဲ့လိုဖြစ်တော့အာဟကဘာဖြစ်သွားလဲဒီလောကမှာတော့သူကောင်းစားပါတယ်ဒါပေမဲ့သူတည်တဲ့ခါမှာနော်ကြိမ်ချင်းခံရပြီးတင်းတောင်းတင်းတယ်မတည်ရဘူးကုံတည်မရှိဘူးနော်အသေးဆုံးနဲ့တည်တယ်သူ့ရဲ့တားစင်မြူးဆက်တွေအလုံးလဲကြိမ်ချင်းခံတယ်သူမိမလည်းဒီတိုင်းပါပဲနော်အမျိုးတုံးသွားတယ်ဆိုတော့တွေ့ရတယ်ဒါကြောင့်ဒီနေ့နော်မဘက်လိုက်တော့မဘက်ပါမဖြစ်ဘူးတတိပြောမှာဖြစ်ပါတယ်ပေါ့နှုတ်ကပတ်တော်တာလင်စံဖြစ်ရပါမယ်လို့ပြောချင်တယ်နောက်သူကမဘက်လိုက်တော့နော်မိုက်ဘက်ပါဆိုတော့အဖက်ကနေကျွန်တော်ရှင်းပြချင်တယ်တေကောခန်းလေးစာပိုက်30-73ထိမှာဗာပြောလဲဆိုတော့ငါတို့ဒီခရစ်တော်ရဲ့အကြောင်းကြောင့်လူမိုက်ဖြစ်ကြ၏သင်တို့မူကားခရစ်တော်နဲ့ပညာရှိဖြစ်ကြငါတို့ဒီအားနည်းသောသူဖြစ်ကြသင်တို့မူကားအစွမ်းတတ္တိနဲ့ပြည့်စုံသောသူအသေးရှိသောသူဖြစ်ကြငါတို့ဒီအရှက်ကြောင့်ခံရသောသူဖြစ်၍ယခုတိုင်အစားအသောက်ငတ်မွတ်ခြင်းလူမိုက်နော်အဝတ်နွမ်းပါခြင်းအရိုက်ပုတ်ညင်းဆဲခြင်းကိုခံရကြ၏နေရာမကျသောသူကိုလက်နဲ့ပင်မစွာလှုပ်ဆောင်ရသောသူဖြစ်ကြ၏ကဲ့ရဲ့ခြင်းကိုခံရသောအခါမေတ္တာပို့ကြ၏ညင်းဆဲနှိမ့်ဆက်ခြင်းကိုခံရသောအခါတီးခံကြ၏အသေးရှုံးကြခြင်းကိုခံရသောအခါတောင်းပန်ကြ၏ဤလောကအညစ်ကြေးကဲ့သို့၎င်းအရရက်ထဲကလှဲပစ်သောတမျက်ချီအမိုက်ကဲ့သို့၎င်းယခုတိုင်အောင်ဖြစ်ကြ၏ကြည်ပါနော်အဲ့တော့သူကမဘက်လိုက်ဘူးဆိုတာဘာဖြစ်လဲလူတွေအကြိုက်မလုပ်ဘူးသူကနှုတ်ကပတ်တော်တိုင်းဖြောင့်ဖက်မအသက်ရှင်တဲ့အခါမှာလူတွေအမုန်းခံအခွင့်အရေးတဲ့အကုန်ရှုံးရတာပေါ့အဲ့တော့မိုက်ဘက်ပါသွားတာပေါ့လူမိုက်ဖြစ်ရတယ်ဒီလိုပြောချင်တာပါဒါရှင်ပေါလုနောက်တစ်ယောက်ကတော့အလုံးသိတဲ့နော်ဒီဘာလဖျား450ကိုတတ်တဲ့နော်အေလိယနော်အေလိယဆိုလဲအလုံးသိတဲ့အတိုင်းပဲ300အခန်း18နော်အဲ့လောက်မှတွေ့ရမှာသူကဒီယေပရောဟိတ်ဒီ400အဲ့မှာ950ရှိတယ်နော်950စကားနားမထောင်ပြီးရင်လဲဘယင်စကားလဲနားမထောင်ပြီးရင်လဲမိဖုရားယေဇဗေလစကားလဲနားမထောင်ဖုရားသခင်ရဲ့စကားပဲနားထောင်တော့ဟာလားနားထောင်တော့
ဘာဖြစ်လဲဘက်မလိုက်ဘူးဘယင်ဘက်လည်းမလိုက်ဘူးမိဖုရားဘက်လည်းမလိုက်ဘူးလူအများဖက်လည်းမလိုက်ဘူးနော်နှုတ်ကပတ်တော်ရဲ့အသက်ရှင်တယ်အဲ့တော့မိုက်ဘက်ပါနောက်ဆုံးမှဘာဖြစ်သွားလဲထွက်ပြေးရတယ်သူ့လိုက်တက်လို့ဟောနော်ထမင်းငတ်ဒုက္ခတွေရောက်အိမ်မှာမနေရတော့ထဲမှာတက်ပေအောက်မှာနေရနောက်ဆုံးတေဖို့တောင်ဆူတောင်းနေဘူးအဲ့တော့မဘက်လိုက်တော့မိုက်ဘက်ပါဒီလိုဖြစ်သွားတယ်ပေါ့နောက်တစ်ယောက်ကတော့သူက300ခန်း20မှာဘသူတွေ့တယ်မိခါအကြောင်းနော်အဲ့ဒါလေးဖတ်ချင်တယ်စာပိုက်73ပေါ့မိခါကိုခေါ်တော့တမန်ကပရောဖက်အပေါင်းတို့သည်မင်္ဂလာစကားကိုသာရှင်ဘင်အားတညီတညွတ်တီဟောကြ၏ကိုရောလဲသူတို့ဟောသည်ကြသည်နီးတူမင်္ဂလာစကားကိုဟောတော်မူပါဟုဆိုလင်မိခါဆိုပရောဖက်ဘုရားသခင်ပရောဖက်ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်းထာဝရဘုရားမိန်တော်မူသောစကားကိုသာငါပြန်ပြောမိဟုဆို၏အဲ့တော့ဘယင်အကြိုက်မလိုက်ဘူးလူအများအကြိုက်မလိုက်ဘူးလူများအကြိုက်မဟုတ်ဘူးဘယင်ကြိုက်လည်းမဟုတ်ဘူးဘုရားဟောခိုင်းတဲ့အတိုင်းဟောတယ်အဲ့တော့ဟာလားဘာဖြစ်သွားလဲမဘက်လိုက်တော့မိုက်ဘက်ပါအိုးထောင်ထဲရောက်သွားရောဟုတ်နော်လူမိုက်ဖြစ်ရတယ်ပေါ့ထောင်ထဲရောက်သွားတယ်နော်ဒီလိုတွေ့ရတယ်ပေါ့ယေရမိလည်းတိုင်းပဲယေရမိကအလုံးသိတယ်နော်ဘာဘလုံကလာကျူးကျော်ရင်လိုက်သွားလို့ပြောတဲ့အတွက်နော်ကျန်တဲ့ဘယ်လိုခေါ်လဲ prophet တွေအားလုံးကအဂရိလိုက်စားတယ်ဘယင်အကြိုက်ဟောတယ်ငါတို့ဖះသဘောကောင်းတယ်ငါတို့ဖက်မှာနေမှာဟိုကောတဘာမျိုးသားတွေဖះမသိတဲ့လူတွေသူတို့ကြောက်စရာမလိုဖះသခင်ကခုခံမှာလို့ပြောတယ်ဆိုတော့လူအကြိုက်ဟောကြတာပေါ့ဟောကြတယ်နှုတ်ကပတ်တော်အဲ့လိုမဟုတ်မင်းတို့လာတိုက်ရင်အတားကြီးလိုက်သွားပြန်မခုခံနဲ့ဆိုတော့နော်လူအကြိုက်မဟုတ်ယေရမိယမဟောတော့ဘာဖြစ်သွားလဲထောင်ထဲကြတယ်အဲ့တော့နောက်ကြတော့တိမ်သွားတယ်ကြံခဲ့တဲ့ဘယင်ခံအဖြစ်ခံထားတဲ့သူတွေကပုံကံဖို့လုပ်ပြန်တယ်အဲ့ဒါမှရှိတဲ့အမိုတော်ဆောင်တွေ prophet တွေတခြား prophet တွေယေပရောဟိတ်တွေကဘာဖြစ်လဲပုံကံမှာထာဝရဘုရားငါတို့ဘက်မှာရှိတယ်နော်မြောက်ပေးတဲ့ဘယင်ယေရမိမဟုတ်ဘူးဘုရားသခင်ကမင်းတို့မပုံခံကိုင်းဘူးနော်မဘက်လိုက်တော့ဘာဖြစ်လဲဟိုကျင်းတဲ့ချခံထောင်ထဲရထမင်းငတ်တယ်အဲ့တော့မဘက်လိုက်တော့မိုက်ဘက်ပါဒီလိုဖြစ်ပါတယ်ပေါ့နော်ဒီလိုဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တက်တာမှာနော်နှုတ်ကပတ်တော်တိုင်းသွားဖို့ဖြစ်တယ်ဖျားဖက်မှနေဖို့ဖြစ်ပါတယ်ဘက်လိုက်လို့မရပါဘူးမဘက်လိုက်ရင်တော့ဘာဖြစ်မလဲမိုက်ဘက်ပါအငတ်ခံရတယ်အစဲခံရမယ်နော်ဟိုအဝေဖန်ခံအမျိုးမျိုးပေါ့ရှိမှာပါနော်ဒါပြဿနာမဟုတ်ပါဘူးအဲ့တော့ယောဟန်ခန်း15စာပိုက်16နဲ့19ပါဘာပြောလဲဆိုတော့လောကီသားတို့သည်တင်တို့ကိုမုန်းလင်တင်တို့ကိုမမုန်းမီငါ့ကိုမုန်းကြသည်ကိုတိမှတ်ကြလော့တင်တို့သည်လောကီနှင့်ဆက်ဆံလင်လောကီသားတို့သည်မိမိတို့နှင့်ဆက်ဆံသောတင်တို့ကိုချစ်ကြလိမ့်မည်တင်တို့သည်လောကီနှင့်မဆက်ဆံလောကီထက်ကငါရွေးကောက်တော်သူဖြစ်သောကြောင့်လောကီသားတို့သည်တင်တို့ကိုမုန်းကြ၏ဒီလိုပြောပါတယ်အဲ့တော့ယေရှုလည်းအမုန်းခံရတာပါပဲသူလည်းမဘက်လိုက်တော့မိုက်ဖက်ပါပေါ့နောက်ဆုံးလောကထဲမှာတည်ရတယ်ဟုတ်နော်လူဆိုးတွေနဲ့နော်ဒီလိုအဲ့တော့ဒီမှာလည်းတိုင်းပါပဲကျွန်တော်လောကထဲကနေယေရှုကရွေးနှုတ်ထားတာဖြစ်တဲ့အတွက်လောကီသားတွေနဲ့ကျွန်တော်မဆက်ဆံနိုင်ပါမှာလောကီသားတွေကြားထဲမှာအမုန်းခံရမှာဖြစ်တယ်အမျိုးမျိုးနော်အဲ့တော့စီဝါပိတ်ဆို့ခံရမယ်ဟုတ်နော်လူတွေမဆက်ဆံဘူးအိုးဘယ်လိုခေါ်မလဲအငတ်ခံရတာတွေဒုက္ခရောက်တယ်ရှင်းနိုင်ပါတယ်လူတွေနဲ့အဆင်ပြေအောင်မှမနေပဲဟုတ်နော်အဲ့အမှန်တိုင်းပြောတော့ရွာပြင်ထုတ်ခံရတယ်လူမျိုးပေါ့နော်မဘက်လိုက်တော့မဘက်ပါပေါ့ဒါပေမဲ့ဒီလောကမှာတော့ခုနရှင်ပေါလုပြောလို့ပဲနော်လူမိုက်တပည့်ရှိမှသူများလှဲတဲ့တပ်ပုတ်ထားတဲ့အကောင်လိုပဲဖြစ်ရပင်မဲ့ကောင်းကင်ဘုံရောက်ရင်တော့ကောင်းကင်နိုင်ငံမှာတော့ကြီးသောသူဖြစ်မယ်တဲ့ဆုတရဖို့လည်းချီးမြှောက်ခြင်းခံရမယ်လို့ပြောပါတယ်ဒီမြေကြီးမှာလည်းခုနလူတွေကြည့်လိုက်ရင်ဘုရားဘုံထင်ရှားတယ်ဆိုတော့တွေ့ရပါတယ်ဒါကြောင့်ဒီနေ့ဒီနှုတ်ဘတ်တော်လေးကိုဆင်ခြင်ပြီးတော့မှတက်တာမှာနော်တိဆောက်ပါလို့ကျွန်တော်ဝင်ငှပါတယ်
ကျွန်တော်ဝင်ငှလည်းရှိတဲ့နှုတ်ကပတ်တော်များကိုနေ့စဉ်နားဆင်နိုင်ဖို့အတွက်ဆရာလူစာ Facebook Page YouTube TikTok အကောင့်များကို like follow ပြုလုပ်ထားကြဖို့နဲ့တခြားလူတွေလည်းနားဆင်နိုင်ဖို့အတွက် like share ပြုလုပ်ကြဖို့အတွက်ယေရှုနာမနဲ့ကျွန်တော်တိုက်တွန်းရပါတယ်သင်တို့အားလုံးဘုရားသခင်ကောင်းချီးပေးပါစေတော့အာမင်